လုပ်ငန်းတွင်းမှာကျမတို့ကပြောင်းလဲမှုတွေလုပ်ဖို့လိုအပ်လာပြီဆိုတာကိုဘယ်လိုအချိန်မှကျမတို့သိပြီလဲကျမဒီမှာနည်းနည်းလေးမျှဝေပေးခြင်းနဲ့ကျမကတော့ဖြိုးဆက်ဆောင်မှဖြစ်ပါတယ် Genius Training Center ရဲ့ Founder and Master Trainer တယောက်ဖြစ်ပါတယ်ရောင်းအားကြနေတဲ့ကိစ္စကိုကျွန်တော်ဖြေရှင်းမယ်ဆိုတော့ဒါဆိုဒီ team member တွေထဲမှာရောင်းအားနဲ့သက်ဆိုင်တဲ့သူတွေเนาะဒီအရောင်းအားကိုပြောင်းလဲစေတဲ့သူတွေနဲ့အတူတူကျွန်တော်တို့တွေအဖွဲ့လေးတစ်ခုဖွဲ့လိုက်မယ်အဲ့ဖွဲ့လိုက်ပြီးပြီဆိုတော့ကျွန်တော်ဘာစလုပ်ကြမယ်ဆိုလို့ရှိရင်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အစီအစဉ်တွေစပြီးစဉ်းစားမယ်အစီအစဉ်တွေစဉ်းစားမယ်လုပ်မဲ့ strategy တွေစဉ်းစားမယ်ဘယ်လိုနည်းလမ်းတွေနဲ့သွားကြမလဲဟေ့ဆိုတဲ့ strategy တွေစဉ်းစားမယ်strategy တွေစဉ်းစားပြီးသွားတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကအဲ့ထဲကနေပြီးတော့တစ်သေးလေးတစ်ခုစပြီးတော့လုပ်ကြည့်စလုပ်ကြည့်တဲ့အခါမှာကျွန်တော်တို့ကအဲ့မှာ quick wins လို့ပြောတဲ့အောင်မြင်မှုတွေရနေပြီလားအဲ့ဒီလိုအောင်မြင်မှုတွေရနေပြီဆိုလို့ရှိရင်တော့ဒါသိကြတယ်ဒီနီးလန်းဒီကျမတို့လက်ရှိဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းနိုင်မယ့်နီးလန်းဖြစ်သွားတယ်လို့ကျမတို့ယူဆလို့ရတယ်အဲ့ဒီလိုမျိုးအောင်မြင်မှုတွေရလာပြီဆိုရင်ကျမတို့ကအဲ့ဒီဟာကိုလုပ်ပေးနိုင်ခဲ့တဲ့ဝန်ထမ်းတွေကို team member တွေကိုကျမတို့ဘာလုပ်မလဲဆိုတော့ rewards တွေအသေးစား recognition လေးတွေစပြီးတော့လုပ်ဖို့လိုအပ်တယ်ဒီလိုမျိုးအကောင့်ထဲပေါ်ပြီးသွားပြီဆိုလို့ရှိရင်တော့သိကြတယ်ကျမတို့ဆောင်းလက်ကပြဿနာတွေကိုကျမတို့တွေစပြီးဖြေရှင်းပြီးသားဖြစ်သွားတော့ကျမတို့တွေဒီတစ်ခု change လုပ်ဖို့လိုအပ်လာပြီဆိုလို့ရှိရင်ကျမတို့ဒီအဆင့်လေးတွေနဲ့ဒါလုပ်သွားမယ်ဆိုလို့ရှိရင်တကယ်ကိုတိုးတက်အောင်မြင်တော့မှာဖြစ်ပါတယ်